တဲ့ခါမှာတော့ဂျော်နယ်လေးနဲ့ကျုံးပြမှာဖြစ်ပါတယ်ဒီကုတ်တာ2ယောက်ဆိုတော့ပွဲရတော့ကြည့်လို့လှပြီလူသား1ယောက်တည်းကူညီမဲ့လူကမရှိဘူးဖြစ်ဟန်တာလည်းရေသူမဘလိုပဲဖြစ်ဒီပွဲကိုအန်ကျိတ်ပြီးနိုင်အောင်စော့မယ်ဆိုပြီးတော့တွေးခဲ့တာပေါ့နော်ဒီကုတ်လေးလုံးမယ်အေးစစ်စစ်ပဲအဲ့လိုပုံစံနဲ့ဟန်တာကစကင်းနဲ့တော့အဲ့လောက်ကြီးလဲစာမတက်တော့ပါဘူးလေဆိုပြီးပေးလိုက်ပါတယ်အဲ့ဒီအဖေကတော့ကြာနေဖုံးอ่ะစိုက်ပါလေးရှာဖို့ရှိသေးတယ်အမှရေသူမဂွင်းဆက်နဲ့လာတိုးတယ်တော်ပါသေးရဲ့ဆက်ရှိတဲ့နေရာဟိုနာလေးဆိုခဏပဲတော့အမှဆိုးတာကိုယ်ဆက်ကိုလာလူတဲ့ဒေါက်တာဟန်နာစီရောက်သွားအေးစစ်စစ်ပါပဲဒီကိုနင်းနေပဲပေါ့စောလိုက်တာအေးတော်တော်စောတာတောင်းလာတယ်ကိုလိုကိုလောက်ရမှာပေါ့ရှောင်းဖြည်းဖြည်းချင်းစီတော့ဟန်နာအချက်မိပါမှာဆိုတော့ဒီဘက်ကိုဝိုင်းပါလေအားကြတယ်तू ကတကယ်ကိုစောင်းလို့ကောင်းအဲ့ချဲဆောင်တော်တော်မိုက်တယ်အဲ့ဒီဟန်တာအဲ့လိုဝိုက်ပြီးတော့တယ်ရာမဟုတ်နေတာဘယ်ပဲဟစ်လို့ရကိုကတော့ယူလာလဲဟုတ်အစ်စ်လဲဟုတ်ဆိုတော့ကိုကဒါပေမဲ့ဒေါက်တာမတွေ့ပါဘူးဟန်တာအဲ့တော့ကိုကပဲမြားပြီးခေါ်ပေးလိုက်တယ်နေရာမှားသွားတာတခါဟန်တာလည်းမရိုက်သွားဘူးဒီနေရာပြေးဝင်လို့နားမှာ basement ရှိတာမေ့ရတော့လို့ဒါပလင်းမှန်သွားတယ်ဟာ basement ကြီးဆိုတော့ချက်ချင်းပြန်ထွက်လိုက်ရတယ်မမလေးရမှာပါဝိုက်ပြီးသူကတော့အဝိုက်ကောင်းဆုံးတော့မှလည်းတော့ဝိုက်တယ်ဆိုတော့အဲ့ကွင်းထဲကိုနေလို့မရဘူးဒီမှာတင်တော့ဘော်ဒီတော့တကယ်မှန်အောင်အကွက်နောက်ဘက်ကပတ်ပြီးသူကထင်ခဲ့တာဘာလဲမရှောင်တဲ့ပတ်စလေးတစ်ခုကအဲ့ဒါကဲမှာဒါမှမဟုတ်ရေးလို့လွတ်အောင်ဒါမဲ့ချဲကိုအမှမထောင်မဲနဲ့ဒီစမန်ကြီးတဲ့သွားပြီးထားတယ်ဒီလေးလည်းမသွားဘူးဒီဟုတ်တာနှစ်ကောင်တောက်တာနဲ့ဘယ်လိုကဲလို့ရမှာပါစနာကဲအောင်ရသေးတယ်ထိုက်တန်တာရှိတယ်ဟာမပရက်ဇန်နာမလားဟာလေးရလားဒီဝေးတာဝေးမယ်တူလာရသေးတယ်ကဲဦးနောက်ကြသိနေမှာမဟုတ်ဘူးအဲ့တန်းရှင်းပွင့်သွားထိုက်ရတာလည်းမရှိပဲစံတာလို့သွားဒီကူကတော့ဒါပေမဲ့အတက်နိုင်ဆုံးတော့လှုပ်ပေးခဲ့ပါရဲ့လေ
နဲ့လေယာလေးချက်သွားကြည့်တာသူလည်းတေမှာပါဘာမှမလုပ်လို့မရတာလွတ်သွားတယ်ဘာပဲပါဒီဘွဲကတော့တရေကြသွားတယ်ပေါ့လေယာကတော့ရှော့သွားကိုနဲ့တူပဲ